တခါတုန်းကမိချောင်းကြီးတစ်ကောင်ဟာအမြဲတမ်းအစာရှာထွက်လေးရှိပြီးသူအစာရှာထွက်တဲ့မြေကမ်းနားကရေတပန်းပင်ပေါ်မှာမြောက်တစ်ကောင်နဲ့မိတ်ဆွေဖြစ်နေကြပါတဲ့မြောက်ဟာအစာရှာပြီးမြေကမ်းနားမှာအနားယူလေးရှိတဲ့မိချောင်းကိုသူနေထိုင်ရာတပန်းပင်ပေါ်ကတပန်းသီးတွေကိုမိချောင်းအတွက်ခူးပြီးရွှေချပေးလေးရှိပါတယ်။မြောက်ချွေချပေးတဲ့တပန်းသီးတွေကိုမိချောင်းကပါဆက်နဲ့ကြိုက်သွားပြီးသူ့ရဲ့မယားဖြစ်သူမိချောင်းမက်ကိုကျွေးလေးရှိပါတယ်။မိချောင်းမက်ဟာတပန်းသီးတွေကိုစားတိုင်းချိုလိုက်တာဆိုပြီးအမြဲချီးကျူးလေးရှိပါတယ်။တနေ့မှာတော့မိချောင်းမက်ဟာမိချောင်းထီးကိုပြောပါတယ်ရှင်ယူလာတဲ့တပန်းသီးတွေကချိုလိုက်တာနော်ဒါပေမဲ့ဒါလေးတွေကိုစားရတာနဲ့တင်မတင်းတိမ်နိုင်ဘူးတပန်းပင်ပေါ်ကတပန်းသီးတွေကိုနေတိုင်းစားနေတဲ့မြောက်ရဲ့အသေးကအိုးတောင်ချိုအောင်မှာကျုပ်ကိုတပန်းပင်ပေါ်ကမြောက်သေးစားရအောင်ယူလာခဲ့ပေးပါလားဆိုပြီးမြောက်သားစားဖို့ပူစားပါတော့တယ်မိချောင်းထီးကမြောက်နဲ့မိတ်ဆွေဖြစ်နေတာမို့မြောက်ကိုမစားစေခြင်းပေမဲ့မိချောင်းမကမကြာခဏပူစားလေးရှိတာမို့နောက်ဆုံးမှာတော့မငြင်းရက်ပဲမြောက်ရဲ့အသေးကိုယူလာပေးမယ်လို့တတိပေးခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ပုံမှန်လိုမိချောင်းကအစာရှာထွက်ရင်မြေကမ်းနားမှာအနားယူရင်မြောက်ကိုဘလို့လိန်ခေါ်သွားရမလဲစဉ်းစားပါတယ်။မိချောင်းကမြောက်ကိုစကားပြောလိုက်ပါတယ်ကိုမြောက်ရေမင်းပေးတဲ့တဖန်းသီးတွေကိုစားပြီးမိချောင်းမကမင်းကိုတွေးချင်လို့အိမ်လေလိုက်ခဲ့ပါလို့မှာလိုက်တယ်အဲ့ဒါမင်းငှကြောပေါ်ကနေပြီးအိမ်လေလိုက်ခဲ့ပါအောင်လားလို့မေးလိုက်ပါတယ်မြောက်ကခင်မင်းဆွဲရှိသူမှုရုံမာတဲ့အကြံကိုမရိပ်မိပဲပြန်ဖြေလိုက်ပါတယ်။မိချောင်းရဲ့အိမ်ကရေလေကောင်မာလားကျုပ်ကရေမကူးတတ်တော့ရေထဲပြုတ်ကြမှာတော့ကြောက်တပြားအကြံရှိတဲ့မိချောင်းထီးဟာစိတ်မပူပါနဲ့အဆွေမြောက်ရဲ့ကျုပ်ကြောပေါ်ကနေသာလိုက်ခဲ့ပါခမားရေထဲမပြုတ်ကြအောင်ကျုပ်ထိန်းထားပေးပါမယ်လို့အာမခံလိုက်ပါတယ်။ယုံကြည်သွားတဲ့မြောက်ဟာမိချောင်းမစီလိုက်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီလိုနဲ့မိချောင်းကြောပေါ်မှာမြောက်ဟာလိုက်ပါလာရင်ရေလေကောင်ရောက်လာပါတော့တယ်။မြောက်ဟာမတင်ကားတာကြောင့်မိချောင်းထီးကိုလှည့်ပတ်မေးရင်ရေလေကောင်ရောက်မှမိချောင်းထီးစီကစကားနိုင်လို့ရသွားပါတယ်။အဆွေမြောက်ရေကျွန်တော်မိမမိချောင်းမဟာကိုဝင်ဆောင်မှုသူကအဆွေမြောက်ရဲ့အသေးကိုစားခြင်းစိတ်ဖြစ်နေတာမို့မငြင်းရတာကြောင့်ခမားကိုခေါ်လာရတာပါပဲလို့ရေလေကောင်ရောက်မှပြန်မပြေးနိုင်တော့ဘူးအထင်နဲ့ဝန်ခံလိုက်ပါတယ်။အဲ့ဒီအခါမှာမြောက်ဟာအကြံထုတ်ပြီးချက်ချင်းပဲမိချောင်းကိုပြုံးရွှင်စွာပြန်ပြောလိုက်ပါတယ်။အော်အဆွေမိချောင်းရဲ့မိတ်ဆွေတွေချင်းပဲအစောကြီးတွေကခုလိုပွင့်ပွင့်လင်းလင်းပြောခဲ့ရင်ရသားနဲ့ကျုပ်အသေးကိုစားချင်ရင်ကျုပ်ထည့်ပေးလိုက်မှာပေါ့ဗျာခုတော့ရေလေကောင်ကြားမှပြောတယ်တပန်းပင်ရှိရာပြန်လှည့်မှရတော့မယ်ကျုပ်အသေးကိုကျုပ်ကရေတပန်းပင်ပေါ်မှာချိတ်ခဲ့တာဗျာလာခုပဲတပန်းပင်ပေါ်ကအသေးကိုသွားပြန်ယူကြရအောင်မြောက်ရဲ့စကားကိုအကြားမှာတုံးအပ်တဲ့မိချောင်းထီးဟာတကယ်လားအဲ့လိုမှန်းသိရင်ကျုပ်စောကလေးကပြောပါတယ်ဗျာအခုဘယ်လိုလုပ်မတုံးလို့မေးပါတယ်အကြံပိုင်နဲ့မြောက်ဟာအော်ဘလို့လုံးမတုံးတပန်းပင်ရှိရာပြန်လှည့်ပြီးတော့ပြိုကျုပ်ကိုစောစောကပြောရင်ကျုပ်သေးကြီးတက်ခမားကိုထည့်ပေးလိုက်တာပေါ့ခုတော့ပြန်ယူမှရတော့မယ်လေမြောက်ရဲ့စကားကိုအကြားမှာမိချောင်းထီးဟာမြောက်ကိုတပန်းပင်ရှိရာစီပြန်ပို့ပေးလိုက်ပါတယ်မြောက်ဟာမိတ်ဆွေကြီးရေခဏလေးစောင့်တော့ကျုပ်သေးကိုအပင်ပေါ်တက်ယူပြီးပြန်ဆင်းလာခဲ့ပါမယ်လို့ပြောပြီးတပန်းပင်ပေါ်ပြေးတက်သွားကပြန်ဆင်းမလာတော့ပါဘူးမိချောင်းထီးဟာတပန်းပင်အောက်ကနေပြီးမြောက်ကိုအော်ခေါ်တဲ့အခါအဆွေမြောက်ရေအသေးယူပြီးရင်ပြန်ဆင်းလာခဲ့တော့လေဆိုတဲ့အခါမြောက်ပြန်ပြောလိုက်ပါတယ်မိချောင်းရုပ်နှင့်အပေါ်မှာမိတ်ဆွေကောင်းဖြစ်နေခဲ့တဲ့ငါလိုမိတ်ဆွေကိုတောင်ရုပ်မာတဲ့စိတ်ထားတဲ့နင့်လိုမိတ်ဆွေမျိုးကိုငါကအကြံသုံးပြီးကလိန်ကြလိုက်တာဟဲ့ဒီတသက်နင့်လိုမိတ်ဆွေရုပ်မျိုးကိုဘယ်တော့မှအဆက်အဆံမလုပ်တော့ဘူးလို့ပြတ်သားစွာပြန်ပြောလိုက်ပါတော့တယ်ဒီပုံပြင်လေးကနေမိတ်ဆွေကောင်းဖြစ်ကိုကနေပေးပေမဲ့ကိုယ့်အပေါ်ပြန်ပြီးမိတ်ဆွေကောင်းမဖြစ်နိုင်တဲ့သူမျိုးလည်းရှိနိုင်နေဆိုတာကိုသင်ခန်းစာပေးထားပါတယ်လူလောကမှာကျင်လည်တဲ့အခါလူမျိုးမျိုးစိတ်အထွေထွေမှုလူတိုင်းကိုတန်တရားနဲ့မဆက်ဆံသင့်ပေမဲ့လူတိုင်းကိုလည်းအလုံးစုံမျက်လုံးမှိတ်ယုံကြည်လို့မဖြစ်နိုင်ပါဘူးဉာဏ်နဲ့ရှင်ပြီးယုံကြည်ဖို့သင်ခန်းစာပေးထားတာပါပဲ